ဆန်ထားစရာနေရာမရှိအောင်ကြီးကြီးတက်ချမ်းသာတဲ့တထေးကြီးတွေကဒီနိုင်ငံတွေမှာအများဆုံးရှိကြပါတယ်။ကမ္ဘာအချမ်းသာဆုံးနိုင်ငံစင်းမှာနံပါတ်5ချိတ်တဲ့ဂျာမနီမှာဆိုရင်ဘီလီယံနာ126ယောက်ရှိပြီးတော့ဂျာမနီရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ဒါယက်တာဆက်ချ်ဝတ်ပဲဖြစ်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ80ဘီလီယံရှိပါတယ်။ကမ္ဘာစီးပွားရေးအများစုကိုထိန်းချုပ်ထားတဲ့ကုမ္ပဏီကြီးတွေရှိတဲ့ United Kingdom မှာတော့ဘီလီယံနာ146ဦးနေထိုင်ကြပါတယ်။နည်းပညာရေးတိုးတက်လာတဲ့အိန္ဒိယနိုင်ငံမှာတော့ဘီလီယံနာ185ဦးရှိပြီးဘီလီယံ90ပိုင်ဆိုင်တဲ့ Mukesh Ambani ကအိန္ဒိယမှာအချမ်းသာဆုံးဖြစ်ပါတယ်။နောက်တစ်နိုင်ငံကတော့ထူးခြားတဲ့နည်းပညာရေးနဲ့ပစ္စည်းအသစ်ဆန်းတွေအမြဲထုတ်လုပ်တဲ့တရုတ်နိုင်ငံပဲဖြစ်ပါတယ်။တရုတ်တနိုင်ငံထဲမှာကိုဘီလီယံနာ428ယောက်ကျော်ရှိပါတယ်။ဘီလီယံနာတွေအများဆုံးနေထိုင်တဲ့နံပါတ်1နိုင်ငံကတော့ United States ပဲဖြစ်ပါတယ်။ဘီလီယံနာ835ယောက်လောက်နေထိုင်ကြပြီးတော့ဘီလီယံပေါင်း400ကျော်ချမ်းသာတဲ့ Elon Musk ကလည်း USA မှာနေထိုင်ပါတယ်။ပရိသတ်ကြီးသားဘီလီယံနာတဦးဆိုရင်ရောဘယ်နိုင်ငံမှာနေထိုင်မလဲဆိုတာဝင်ရောက်ဆွေးနွေးသွားကြပါဦး။